Hello မြေပိုက် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးသွားမယ်ခေါင်းစဉ်လေးရဲ့အကြောင်းအရာကတော့ငလင်းအပြီးဘဝကိုပြန်လည်တည်ဆောက်ခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့အဆင့်10ချက်ကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒါကမြေလေးလာထားတဲ့လောက်ပြပြတာဖြစ်တဲ့အတွက်အမှားလေးပါရင်လည်းခွင့်လွှတ်ပေးပါဦးနော်အဆင့်1နာကျင်မှုကိုလက်ခံလိုက်ပါငိုခြင်းရင်ငိုချလိုက်ပါပျောက်ဆုံးနေသလိုဒေါသထွက်နေသလိုသို့မဟုတ်ခံစားချက်မဲ့နေသလိုခံစားရတာကပုံမှန်ပါအချိန်တိုင်းအားတက်မှုမလိုပါဘူးဆုံးရှုံးခဲ့ရတဲ့လူတွေအမှတ်တရတွေနဲ့ဘဝအတွက်ကိုဝန်းနေဖို့အချိန်ယူပါအစစ်နဲ့ဘေးကင်းရာနဲ့ကုညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေကိုရှာပါတင့်ဘေးကင်းမှုကိုအရင်သိချပါစေအရေးပေါ်ခိုးလုံရနဲ့ဒေသခံကုညီအဖွဲ့တွေကိုဆက်သွယ်ပါကုညီတောင်းမှုမကြောက်ပါနဲ့လူပေါင်းမြောက်များစွာကတင့်ကိုကုညီချင်နေပါတယ်အဆင့်3ကျမရေးကိုဂရုစိုက်ပါဘာမှမစားချင်တော့မှအနေငယ်စားပါအနားယူပါရေတောက်ပါနည်းနည်းလေးရနေစတင်ပါလိုအပ်ရင်ဆရာဝန်နဲ့တိုင်ပင်မှာရုပ်ပိုင်းရောစိတ်ပိုင်းဆိုင်ရာနှစ်မျိုးစလုံးကိုပါတရားရုံးနဲ့စကားပြောပါမိတ်ဆွေကူညီပေးသူတို့မဟုတ်ဆွေးနွေးတိုင်ပင်သူနဲ့ပါအဆင့်4ဆက်သွယ်ပြီးတော့ပြန်လည်ချိတ်ဆက်ပါတင်တယောက်တည်းမဟုတ်ပါဘူးတင်လိုပဲဒုက္ခရောက်ခဲ့တဲ့သူတွေနဲ့ဆက်သွယ်ပါရွက်ရအဖွဲ့တွေလူမှုရေးလှုပ်အားပေးတွေကယ်ဆယ်ရေးစင်တာတွေမှာပါဝင်မှာတခါတလေတင်နာခြင်းမှုကိုနားလည်သူရှိရဲဆိုတော့သိရုံနဲ့အနာဂတ်အတွက်အားတက်လာပါလိမ့်မယ်အဆင့်ကအရေးကြီးစာရွက်စာတမ်းတွေကိုပြန်လည်ရယူပါအထောက်အထားမွေးစိမ်ရင်ကြောင်းမတန်းစတဲ့အရေးကြီးစာရွက်စာတမ်းတွေကိုပြန်လည်ရယူပါဒါတွေကအလို့ရဖို့နဲ့တရားဝင်အခြေအနေပြန်လည်တည်ဆောက်ဖို့အထောက်အကူဖြစ်ပါလိမ့်မယ်အဆင့်6နေ့စဉ်လုံများဆောင်တာတွေကိုပြန်စပါတိတ်တိတ်လေးရနေစပါအိယာခင်းတာလမ်းလျှောက်ထွက်တာချက်ပြုတ်ကူတာတရားရေးတာစသဖြင့်ပေါ့နော်ဒီလိုနေ့စဉ်လုပ်ငန်းလေးတွေကတင့်ကိုထိန်းချုပ်နိုင်မှုနဲ့စိတ်ငြိမ်းချမ်းမှုကိုပြန်ပေးပါလိမ့်မယ်အဆင့်9ပညာရေးသို့မဟုတ်အလုပ်အခွင့်အလမ်းရှာပါ NGO တွေသို့မဟုတ်ရက်ရွာအစီအစဉ်တွေကနေပညာသင်စုလေ့ကျင့်ရေးအလုပ်အခွင့်အလမ်းတွေရှာပါလိလာခြင်းသို့မဟုတ်အလုပ်လုပ်ခြင်းကတင်းစိတ်ကိုရည်မှန်းချက်ပေးပြီးတော့ငွေကြေးပြန်လည်ထူထောင်ရမှာအထောက်အကူဖြစ်စေပါတယ်။ဆင့်ရှင်အမှတ်တရတွေကိုအသက်သွင်းမှာတင်ချင်းအသူတွေအကြောင်းကိုပုံမြင်နေမျှဝေပါအမှတ်တရလေးတစ်ခုဖန်တီးပါသို့မဟုတ်သူတို့တက်ဆိုင်ရေးပါဒါကစိတ်ထွက်ပေါက်ဖြစ်စေပါတယ်။အဆင့်ကိုတက်သေးလေးတွေကနေပြန်စပါတခါတည်းဘွားတစ်ခုလုံးပြတ်တိဆောက်ဖို့မတွေးပါနဲ့တက်သေးလေးတွေနဲ့စပါဒီနေ့တရားရောက်တဲ့စကားပြောမယ်အလုပ်တစ်ခုကိုရှာမယ်ဒီနေ့တစ်ခါလောက်ပြုံးမယ်ခက်ခဲရင်တော့မှာပေါ့စသဖြင့်တက်သေးလေးတွေကနေပြန်စပါအဆင့်30သိအနာဂတ်ကိုယုံကြည်ပါဘဝကရခင်လိုဖြစ်ချင်မှဖြစ်ပါမယ်ဒါပေမဲ့လှပနိုင်ပါသေးတယ်တစ်နာချင်မှုခီးစဉ်ကအာရင်တစ်ခုဖြစ်ပြောင်းလဲနိုင်ပါတယ်သင်ကဘာမှမရှိပဲစတင်နေတာမဟုတ်ပါဘူးသင်ကဘဝအတွေ့အကြုံတွေနဲ့စတင်နေတာပါသင်မှတ်ထားရမှာတစ်ခုကသင်တယောက်တည်းမဟုတ်ပါဘူးသင်အားနည်းနေတာမဟုတ်ပါဘူးသင်မိထားခံရတာလည်းမဟုတ်ပါဘူးသင်ကအခုအသက်ရှင်နေပါတယ်အခြေအနေပြန်ကောင်းလာအောင်ကြိုးစားနေပါတယ်ရခင်ထပ်ပို့ပြီးတော့လည်းတန်မာလာနေပါပြီဒါကြောင့်ဆက်ပြီးတော့အတင်ထားပါအောင်နော်မြန်မာနိုင်ငံအပါအဝင်တကဘာလုံးတဘာဝဘေးရနေတဲ့စိုးကြီးတွေအနေပြီးတော့ကင်းဝေးကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်